ဒီနေ့လက်ဆောင်ပစ္စည်းလေးရရှိထားပါတယ်ဒီလက်ဆောင်ပစ္စည်းလေးကကြတော့စင်ကာပူကမိုင်းနဲ့အတူတူအလုပ်လုပ်တဲ့ Tech Shot Train ကသမီးလေး2ယောက်နဲ့သူတို့မိသားစုပေါ့နော်သူတို့အမျိုးသားတွေကမိုင်းကိုလက်ဆောင်ဖြစ်ပေါ့နော်စင်ကာပူကနေပြီးတော့ယူလာပေးတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မိုင်းအရန်ချိုက်လို့လိုက်ရှာဝယ်တဲ့ရေမွေးလေးပေါ့နော်ဘာပရီရေမွေးလေးမရခဲ့ပေါ့နော်အခုတို့ဝယ်လာပြီးတဲ့အတွက်ဘာပရီရေမွေးလေးရမ်းကြိုက်ပါလေပြီးလို့ရှိရင်ဒါလေးကတော့ပိုင်းနိုင်ရယ်ပွင့်နိုင်ရယ်ညီမနှစ်ယောက်ကနေပြီးတော့စုပြီးတော့ပေါင်းပြီးတော့ပေါ့နော်မာကြီးကိုမွေးနေ့လက်ဆောင်ပေးတာဖြစ်ပါတယ်မွေးနေ့လက်ဆောင်ဆိုတော့ဘာလေးဖြစ်မလဲဆို unboxing လေးကိုကြည့်လိုက်နော်ဘာလဲတော့မသိဘူးရှင်ကျွန်မတော့ packing တိတ်ချလုပ်ထားပါလေThe right receipt ဘာလဲအထံဘယ်လိုထွက်လဲ Oh my god ဒါလေးကနက်ကကလေးတော့တင် I think so နက်ကကလေးတင်ကဲဒီမှာနက်ကကလေးပေါ့ရှင်လက်ဆောင်ရတဲ့နက်ကကလေးကိုဒီနေ့ဝယ်ဦးအတွက်ဝယ်လိုက်ပါမယ်ရှင်ဒီနေ့ကမိုင်းဆန်တို့ရဲ့ဇီလက်ဟိုတယ်က wedding fair ရဲ့ပထမနေ့လည်းဖြစ်ပါတယ်ပြီးတော့ Tech Shot Train ရဲ့wedding ပေါ့နော် wedding show လေးလည်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့လက်ဆောင်ပေးထားတဲ့နက်ကကလေးကိုဝတ်ပြီးတော့ဒီနေ့ပွဲတက်လိုက်ပါမယ်ရှင်